အိမ်မှာအလွယ်တကူလှုပ်ရှားလို့ရမယ်မုတ်ပြားတလက်လုံးလေးကိုလိုက်ကြည့်လိုက်ရအောင်နော်လိုအပ်တာတွေကတော့ခရမ်းကျင်သီးငရုတ်သီးစိပဲပြုတ်စားနဲ့နန်းချောင်းနန်းနန်းမီအနေငယ်6နာရီကြာနှက်ထားတဲ့မုံနေရည်လေးတွေပဲဖြစ်ပါတယ်ရှင်ပထမဦးဆုံးစီပူအိုးလေးကိုစီနေငယ်နဲ့အပူပေးထားပါမယ်ပူလာပြီဆိုရင်မုံနေလေးတွေကိုစတင်ထည့်နိုင်ပါပြီပြောင်းဘူးပဲပြုတ်ခရမ်းကျင်သီးနန်းနန်းပင်ငရုတ်သီးစိဒီလိုလေးရောသမမွေပြီးထည့်လိုက်ပါတယ်ဒါလေးကတော့လမ်းသီးရဲ့မုတ်ပုံစံလေးပေါ့နော်အဲ့ဒါမုတ်ပြားတက်လက်ပုံစံလေးပြန်ပြီးတော့လုပ်ထားတာပါရှင်နောက်တစ်ချက်ကိုတော့ရိုးရိုးရှင်းရှင်းပဲပြုတ်ကလေးနဲ့နန်းနန်းပင်လေးကိုပဲအသုံးပြုပြီးတော့လုပ်ထားပါတယ်ဒါလေးကလည်းရိုးရိုးရှင်းရှင်းနဲ့အရင်မွေးပြီးတော့စားလို့ကောင်းပါတယ်ဒီရလာတဲ့မုတ်ပြားတက်လက်လေးအပေါ်မှာခုနကတော့လှုပ်ထားတဲ့စားနဲ့နှမ်းလေးရောထားတာလေးကိုဖြူလိုက်မယ်ဆိုရင်စိတ်လေးနဲ့အရသာရှိပါတယ်နောက်ဆုံးတစ်ချက်ကိုလည်းဒီလိုလမ်းကြီးရဲ့မုတ်ပုံစံလေးပဲထပ်ပြီးလှုပ်ထားရပေါ့နော်ဒီလိုပုံစံလေးအရင်ကြိုက်လို့စားလို့လည်းပိုကောင်းတယ်ငရုတ်သီးစိမ့်လေးတွေပါတော့နည်းနည်းလေးတော့ဆက်တာပေါ့နော်လူကြီးလူငယ်ကလေးအသက်အရွယ်မရွေးအားလုံးကြိုက်ကြတဲ့မုတ်ပြားသက်လက်လေးကိုအိမ်မှာပဲအလွယ်တကူလှုပ်ရှားရအောင်လို့မျှဝေပေးလိုက်ပါတယ်ရှင်။